ဒီအစီအစဉ်ဟာတင်းကိုတချင်းနေအကတွေ music တွေအဖြစ်တင်းကိုရွှင်လန်းစေတာမဟုတ်ဘူးတင်းကိုတဘဝလုံးရွှင်လန်းစေမဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်သူကယေရှုခရစ်တော်ဖြစ်တယ်တင်းသူကိုရရှိရင်တင်းဘဝအလားနဲ့အပြန်မတူဘဲနဲ့ပြောင်းလဲလိမ့်မယ်တင်းကသူ့ရဲ့တိုးထီခြင်းအချို့အဖြစ်ယေရှုကိုသိတယ်ဒါပေမဲ့သူ့ရဲ့တိုးထီခြင်းကျွန်တော်ဘဝမှာခရစ်တော်ကိုမွေးကလေးကကြားဘူးတယ်ကျွန်တော်အိမ်ကပြောပြလို့ကျွန်တော်ကြားဘူးတယ်ကျွန်တော်ပတ်ဝန်းကျင်မှာဘုရားကျောင်းရှိလို့ကြားဘူးတယ်ငယ်ရွယ်စဉ် Sunday School တက်လို့ကြားဘူးတယ်ဒါပေမဲ့သူတိုးထီခြင်းတစ်ခါမှမရဘူးအဲ့ဒီ just one touch ပဲအဲ့ဒီ one touch ကကျွန်တော်ဘဝကိုဒီနေ့ဒီ symbol ရောက်လာစေတယ်ဒီနေ့တိုးထီခြင်းကသင်ဘဝကိုပြောင်းပြန်ဖြစ်စေလိမ့်မယ်ဒီနေ့တိုးထီခြင်းကနောက်ကျနေတဲ့သင်အမြဲတမ်းဘဝမှာနောက်ကျနေတယ်မမီတော့ဘူးကြောက်ရွံ့နေတယ်အဆက်ကွဲနေတယ်စိုးရင်စရာတွေနဲ့ပြည့်နေတယ်အဲ့ဒီဘဝကိုပြောင်းပြန်လှန်ပေးနိုင်တဲ့တိုးထီခြင်းဒီ one touch ကသင်ဘဝကိုပြောင်းလဲလိုက်တယ်။ဒါမှကျမ်းစာထဲမှာသွေးသွန်းတာဆွဲတဲ့အမျိုးသမီး12နှစ်ခံစားရပြီ။ तू က12နှစ်နောက်ကျနေတယ်။12နှစ်အိမ်ထဲကနေအိမ်ပြင်မထွက်ရဘူး။12နှစ်လူတွေရဲ့အရှိမအရှက်နဲ့နေရတယ်။ तू ဘဝဟာ trauma နဲ့နေရတယ်။စိတ်ဒဏ်ရာတွေနဲ့နေရတယ်။ခန္ဓာမှာပဲယောဂဖြစ်တာမဟုတ်စိတ်မှာပါယောဂဖြစ်နေပြီ။12နှစ်အချို့က12လလောက်ပဲရှိသေးတယ်အချို့က24လလောက်ပဲရှိသေးတယ်ဒီအမျိုးသမီးက12နှစ်ရှိပြီဒီအမျိုးသမီးဟာနှစ်ပေါင်းများစွာသူ့ဘဝအရှက်ခွဲခြင်းနဲ့နေရတယ်ဒါပေမဲ့တရက်မှာယေရှုခရစ်တော်ယေရှုကသူ့ကိုမတိုးထီဘူးသူဆုံးဖြတ်တယ်ငါယေရှုကိုတိုးထီမယ်ငါယေရှုကိုတိုးထီမယ်သူတိုးထီခွင့်ရလဲသူများလိုမျိုးလူကြားထဲမှာတီးတန့်ခေါ်ခံရတာလေမသူကခိုးပြီးသွားတိုးရတာအပြင်ထွက်လာလဲခိုးထွက်လာတယ်လမ်းမှာသူများအသိရင်ဖမ်းမှာတင်းထထောင်မှာသူကအဖမ်းစီးကြောက်ရသေးတယ်ခိုးထွက်လာတယ်တလန်းလုံးခိုးလာတယ်ဒါပေမဲ့သူယေရှုရအောင်တိုးတယ်တိုးဖို့လာကြတဲ့ကသူစဉ်းစားတာတခုရှိတယ်အိမ်နေကြရင်ဘာတချင်းတီးတယ်လဲဆိုတယ်လဲဘာခံစားရမလဲအဲ့လောက်နဲ့သူမလုံလောက်ဘူးသူ့ရဲ့အဓိကရည်ရွယ်ချက်ကရအောင်တိုးမယ်ရအောင်ကတိုးမယ်အဲ့ဒီယေရှုရအောင်တိုးမယ်ဒါပေမဲ့သူစိတ်ထဲမှာတွေးလာတာတခုရှိတယ်အဲ့ဒီယေရှုကိုတိုးရင်ငါအခု12နှစ်ခံစားတဲ့ယောဂလုံးဝပျောက်ပြီအဲ့ဒီရည်ရွယ်ချက်တစ်ခုတည်းအဲ့ဒီအတွေးတစ်ခုတည်းနဲ့အိမ်ထဲကနေအိမ်ပြင်ထွက်လာတယ်ဒီနေ့သင်မှာအတွေးတွေများစွာနဲ့အိမ်ထဲကအိမ်ပြင်ထွက်လိမ့်မယ်ဒါပေမဲ့သင်ဒီအချိန်ဒီမိနစ်မှာအတွေးတစ်ခုပဲရှိစေခြင်းနဲ့ယေရှုကိုရအောင်တော့မယ်တော့ပြီးတဘဝလုံးပြောင်းလဲပြီအဲ့ဒီဖြစ်ပျက်တွေသင်ဘဝမှာဖြစ်ပျက်လာတော့မယ်ဒီဖြစ်ပျက်ကကျမ်းစာထဲမှာပဲဖြစ်ပျက်တာမဟုတ်သင်ဘဝမှာဖြစ်ပျက်လာလိမ့်မယ်12နှစ်ဖြစ်ပျက်နေတဲ့ပြဿနာတွေကကွယ်ပြောင်းတော့မယ်12နှစ်ခံစားတဲ့ယောဂ12နှစ်ခံရတဲ့ဝေဒနာ12နှစ်ခံရတဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒီညဘသူ့မှာကအရေးမလုပ်ဘူးရအောင်ယေရှုကိုတော့မယ်ထိမယ်ခေါ်မယ်ဒီဘဝလွတ်မြောက်လိမ့်မယ်ယေရှုနာမနဲ့ကောင်းကြီးပေးတယ်ဘယ်နှယောက်ကယေရှုကိုတော့ဖို့အတွက်ဆုံးဖြတ်ချက်ချထားလဲဟာလေလုယာယေရှုခရစ်တော်ကိုခေါ်တဲ့သူတို့ထီတဲ့သူဟာလွတ်မြောက်လိမ့်မယ် Call upon the name of the Lord shall be safe ဘုရားသခင်ကိုခေါ်တော်သူတိုင်းဟာကယ်တင်ခံရလိမ့်မယ်ဒီအမျိုးသမီးကိုဘယ်သူမှအကြံမပေးဘူးကျမ်းစာထဲမှာတယောက်မှလည်းသူ့လိုမျိုးမစင်စားဘူးသူပဲကြံကြံဖန်ဖန်စဉ်းစားလာတယ်တင်းရဲ့ဒီနေ့ဘုရားသခင်ကိုရအောင်တို့မယ်ဆိုတဲ့ကြံကြံဖန်ဖန်စဉ်းစားထားတဲ့တင်းအတွေ့ဘုရားသခင်ထံကိုလာတော့သူကိုအကျိုးပေးချောင်းယုံကြည်ရမယ်ဒီနေ့သင်အတွက်အကျိုးကြီးလာတယ်သင်ဘဝမှာဖြစ်မဲ့အပြောင်းလဲဟာလူလုတ်ပေးလို့မရတဲ့အပြောင်းလဲတချို့အရာတွေကလူလုတ်လို့မရတဲ့အပြောင်းလဲတွေရှိတယ်အဲ့အပြောင်းလဲကိုဘုရားသခင်ပြောင်းလဲပေးနိုင်တယ်
ဒီညရဲ့တိုးထီခြင်းဒီနေ့တစ်ခါလုံးမှာရှိတဲ့သူများကျွန်တော်ဘုရားသခင်ရဲ့ prophet တယောက်အနေနဲ့စကားပြောတယ်ကျွန်တော်နှုတ်ကပြောရင်ဖြစ်တယ်အဲ့ဖြစ်ပြမှုတွေကအလင်းအမြန်ဖြစ်တတ်တယ်လင်းလင်းမြန်မြန်ဖြစ်လေရှိတယ်ဒီညတိုးထီခြင်းအရင်နဲ့တိုးတာနဲ့မတူဒီညတိုးထီခြင်းကဘဝမှာလူလောက်ယူလို့မရတဲ့ပြောင်းလဲမှုဖြစ်လာမယ်နောက်ကျနေတာတွေအားလုံးကကြော်တက်ကုန်လိမ့်မယ်